မက်ဆီပုံစံကိုတွေသွင်းပြနေပြီးလက်ရှိကမ္ဘာကောင်းဆုံးကစားသမားဆိုတော့တက်သေးပြနေတဲ့အရာမယ်အားလုံးပဲမင်္ဂလာပါဘာစီလိုနာတင်းရဲ့လူငယ်ကျဲပွင့်ကစားသမားဖြစ်သူလမိုင်းယာမဲကတော့ကမ္ဘာ့ဆင့်စွမ်းဆောင်ရည်ကိုတောက်လျှောက်ပြသလျက်ရှိပါတယ်ဒါယာမဲနေနဲ့သူကလက်ရှိကမ္ဘာကောင်းဆုံးကစားသမားဆိုတော့ကွင်းတင်းချီစွမ်းနဲ့တက်သေးထူးခဲ့လိုက်တာမျိုးပဲဖြစ်ပါတယ်ဘာစီလိုနာတင်းမှာအသက်15နှစ်အရွယ်နဲ့ပွဲထုတ်ခွင့်ရခဲ့တဲ့ယာမဲဟာလက်ရှိမှာတော့အသက်19နှစ်အရွယ်ရှိသွားခဲ့ပြီဖြစ်ပါတယ်မက်ဆီကအသက်20အရွယ်ရောက်မှဘာစီလိုနာတင်းထွက်ပွဲတရားပြအောင်ကစားနိုင်ခဲ့တာဖြစ်ပေမယ့်တစ်ဖက်မှာတော့ယာမဲကအသက်19နှစ်အရွယ်မှာပွဲတရားပြမြောက်ခဲ့ပါတယ်ဘောလုံးသမားရဲ့ထာဝရကောင်းဆုံးကစားသမားစရင်ဝင်မက်ဆီထက်တောင်မှစေကျော်သက်ရွယ်မှာယာမဲကပိုကျန်းနေတာဖြစ်ပါတယ်ဒါယာမဲနေနဲ့ဘောလုံးတော်စုကိုဒီနေ့မဟုတ်ရင်တော့လာမယ့်နေ့ဒီမှာစုကူးနိုင်မယ်ဆိုတော့တေချာတလောက်ဖြစ်နေတာမျိုးဖြစ်ပါတယ်ပြီးခဲ့တဲ့ယူရိုမာတုန်းကလည်းသူကပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားစုကိုရခဲ့တယ်လို့ပီလီကိုကျော်လွန်ပြီးတော့လက်ရွေးစင်နဲ့တူအဓိကစူပလာစုကူးနိုင်တဲ့အသက်ငယ်ဆုံးကစားသမားဖြစ်ပါစံချိန်တင်နိုင်ခဲ့သေးတာဖြစ်ပါတယ်ဘာစီလိုနာတင်းနဲ့အင်တာမီလန်တင်းတို့ကစားခဲ့တဲ့ပွဲမှာယာမဲကလပ်ပွဲပေါင်း100ပြည့်မြောက်ခဲ့ပါတယ်အသက်19နှစ်အရွယ်မှာဘာစီလိုနာလိုအသင်းမျိုးအတွက်ပွဲတရားပြန်ကစားပေးနိုင်ပြီဆိုတော့ယာမဲလိုပရမီရှင်ကစားသမားမျိုးပဲလုံးပြနိုင်တဲ့ရဖြစ်ပါတယ်။ဘာစီလိုနာတို့အင်တာမီလန်ကို3-0စီတည်ကြခဲ့တယ်ဆိုပေမဲ့ခြေစွမ်းရရောအခွင့်အရေးရပါအနိုင်ရတဲ့ပုံစံကိုပြနိုင်ခဲ့ပါတယ်။ချန်ပီယံလိဆီမီဖိုင်နယ်လိုစိတ်မျိုးမှာယာမဲက၄ချိန်ကွင်းမှာကစားတယ်လို့ကစားပြနေပြီးအင်တာမီလန်ကစားသမားတွေထိန်းလို့ကိုမနိုင်ခဲ့ဘူးဖြစ်ပါတယ်။စိတ်ကြီးနှမဖြစ်တဲ့မက်ဆီယိုရိုနယ်ဒိုပါအသက်19နှစ်အရွယ်မှာယာမဲလိုမလုံးပြနိုင်သေးတယ်လို့ယာမဲလောက်လေးပွဲတွေမကစားရသေးဘူးဖြစ်ပါတယ်။အသက်19နှစ်အရွယ်မှာရိုနယ်ဒိုကလပ်ပွဲပေါင်း19ပွဲပဲကစားရသေးပြီးတော့9ဂိုးပဲသွင်းနိုင်သေးတယ်လို့၄ဂိုးသာဖန်တီးနိုင်ခဲ့တာပါမက်ဆီယာလည်း19နှစ်အရွယ်မှာကလပ်ပွဲ9ပွဲပဲကစားရသေးပြီးတကူသာသွင်းထားနိုင်ပါသေးတယ်ဂိုးလည်းမဖန်တီးရသေးပါဘူးယာမဲကတော့အသက်19နှစ်အရွယ်မှာကလပ်ပွဲတရားပြေးသွားခဲ့ပြီးဖြစ်တယ်လို့22ဂိုးသွင်း33ဂိုးဖန်တီးပြီးထားပြီးဖြစ်ပါတယ်ဒါကတော့ကလပ်စွမ်းဆောင်ရည်ပဲရှိသေးပြီးတော့လက်ရွေးစင်စွမ်းဆောင်ရည်မှာလည်း19နှစ်အရွယ်မှာယာမယာမက်ဆီနဲ့ရိုနယ်ဒိုထက်သာနေပါတယ်ဘာစီလိုနာတင်းဟာအင်တာမီလန်နဲ့ပွဲမှာပွဲစား10မိနစ်မှာတင်ဦးဆောင်ကိုပေးလိုက်ရပြီးတူရန်ကနောက်ပေါက်နဲ့ပိတ်သွင်းခဲ့တာပါပွဲချိန်နဲ့17မိနစ်မှာတောင်းခံဘောကနေကျလာတဲ့ဘောလုံးကိုအဆာဘီခေါင်းထိုက်ချပေးရာကနေဒန်ဖရိုက်ကနောက်ပြန်ကန်ချက်နဲ့အင်တာမီလန်အတွက်ဒုတိယမြောက်ကိုဦးဆောင်ပေးခဲ့ပါတယ်ဒီလိုနဲ့ပွဲချိန်နဲ့14မိနစ်မှာယာမဲကညာတောင်ပန်ကနေတကူတော့ခြေစွမ်းနဲ့ထိုးပါပြီးဘာစီလိုနာအတွက်ခြေပါကိုစယူပေးခဲ့ပါတယ်ယာမဲတောက်လျှောက်အင်တာမီလန်ခန်းစစ်ကိုအလုပ်ပေးနေတာဖြစ်ပြီးတော့မှွေးနောက်ကစားလျက်ရှိနေခဲ့တာဖြစ်ပါတယ်ပွဲကစားချိန်38မိနစ်မှာတော့ဘာစီလိုနာတို့ဒုတိယခြေပါကိုရခဲ့ပြီးရော်ဖင်ယာရဲ့ချပေးမှုကနေထော်ရက်စ်ကပိတ်သွင်းခဲ့တာပါပထမပိုင်းမှာတော့2ဂိုးစီတေးချခဲ့ပြီးဒုတိယပိုင်းမှာလည်းပွဲကဆက်မြန်နေခဲ့ပါတယ်ဒီလိုနဲ့ဒုတိယပိုင်းမှာဦးဆောင်ကိုစရသွားခဲ့တာကအင်တာမီလန်ဖြစ်ပြီးတော့တောင်းခံဘောကနေခါနိုကလူကတ်တင်ပေးလိုက်တဲ့ဘောလုံးကိုဒန်ဖရိုက်ကခေါင်းတိုက်ပိတ်သွင်းခဲ့တာပဲဖြစ်ပါတယ်ပွဲကစားချိန်65မိနစ်မှာဘာစီလိုနာတို့ခြေပါကိုပြန်ရခဲ့ပြီးရာဖင်ဟာရဲ့ကန်ချက်ကိုတားဆီးရမှာစွန်းမအနေနဲ့ကိုသွင်းခဲ့မိတာပဲဖြစ်ပါတယ်အခုလို3ဂိုးစီတေးကြခဲ့တာကြောင့်ဒုတိယကျော်အီတလီမြေမှာအနိုင်ရှုံးထပ်မံခံယူရမှာပါချန်ပီယံလိဆီမီဖိုင်နယ်လိုစင်တန်းမှာရမယ်ပြခဲ့တဲ့ခြေစွမ်းကအထင်ကြီးစရာကောင်းလို့နေပါတယ်